ဘဝမှာတစ်ခါတလေအရာအလုံးပျက်စီးသွားသလိုခံစားရတဲ့အချိန်တွေရှိပါတယ်။အလုံးဆုံးရှုံးခြင်းမိသားစုကွဲပြားခြင်းကျန်းမာရေးမကောင်းတော့ခြင်းမျှော်လင့်ချက်တွေပြိုကွဲသွားခြင်းဒီလိုအချိန်တွေမှာလူတွေကမလွဲမရှောင်အနေနဲ့စိတ်ကြရောက်ပြီးတာဝန်ကိုတခြားသူတွေပတ်ဝန်းကျင်သက်ဆိုင်ရာအဖွဲ့အစည်းတွေထံသို့ရွှေ့လျှော့တတ်ကြပါတယ်။ဒါပေမဲ့ဖျားချမ်းကတော့နောက်ထပ်လမ်းတစ်လျှောက်ကိုပြသပေးပါတယ်။ဒါဝိဒ်သည်စစ်လက်မောင်းများနှင့်အတူစစ်ကလပ်မြို့သို့ပြန်လာသည့်အခါအိမ်နှင့်မိသားစုများအားလုံးဖမ်းဆီးခံရပြီးမြို့လုံးမီရှို့ခံရပါတယ်သူ့အဖွဲ့ဝင်တွေကတော်လန်ပြီးဒါဝိဒ်ကိုတောင်တိုင်တိုင်တုံထွေးနေပါတယ်အဲ့ဒါကစိတ်ကြရောက်မှုအမြင့်ဆုံးအခြေအနေပါဒါပေမဲ့ကျမ်းစာကဒီလိုဆိုပါတယ်ဒါဝိဒ်သည်မိမိဖျားသခင်ထံမှအားကောင်းလာ၏ဒါဝိဒ်ကကြောက်စရာတွေမှာငရဲတန်တရားကိုမကြောက်ဘဲသူ့အာယုံကိုဖျားထံတွင်စုစည်းခဲ့ပြီးအဲ့ဒီမှာပဲတကယ်အားကိုရခဲ့တာပါကျွန်ုပ်တို့ဘဝထဲမှာလည်းအဲ့ဒီလိုအချိန်တွေရှိပါတယ်အရာအလုံးပြိုကွဲသွားတဲ့အချိန်မှာလူတွေကိုအပြစ်တင်တာထက်အားတော်ကိုရှာဖွေရန်လိုပါတယ်အဲ့ဒီအားတော်ကညီသူထံမှမဟုတ်ပါဘူးဖျားထံမှာပဲရှိပါတယ်သွေးလွတ်ကယ်တင်ခြင်းဤတည်င်းကောင်းကကျုပ်တို့ကိုတကယ်အမြဲတမ်းသောမျှော်လင့်ချက်ပေးပါတယ်ယေရှုခရစ်တော်သည်တကယ်တည်ခြင်းတောင်ကြော်လွန်နိုင်သောအမြဲတမ်းသက်သောဖျားသူသည်လက်ဝါးကပ်တိုင်ပေါ်တွင်တနာခံလိုက်ရပေမဲ့သူဤဖခင်ဖျားကိုတင်းတိတ်ဆွဲခဲ့ပြီးအဆုံးထိပြန်လည်အသက်ဝင်ပြီးမျှော်လင့်ချက်ကိုမလျှော့ခဲ့ပါအဲ့ဒီမျှော်လင့်ချက်ကလက်တွေ့ဖြစ်လာပါတယ်သူသည်တည်ခြင်းကိုအနိုင်ယူခဲ့သည်အခုတောင်လဲမင်းပဲအခြေအနေမှာရှိနေခဲ့တာမဆိုငါတို့အသက်ရှင်သောယေရှုခရစ်တော်ထံမှအားတော်ရယူနိုင်တဲ့သူသည်ထမြောက်ခြင်းနှင့်အသက်ဖြစ်သည်မင်းရန်နှောင့်ရင်ကြလာခဲ့ရင်တော်သခင်သည်မင်းကိုပြန်လဲထူထောင်ပေးနိုင်တဲ့အရာအလုံးအဆုံးသတ်တယ်လို့မျိုးပင်တော်သခင်မှာမင်းအတွက်အစပြုသိရှိတဲ့ထို့ကြောင့်ယနေ့မှာဆွဆွဲခြင်းကိုရပ်ပြီးဖျားသခင်ထံကိုမျှော်မှန်းလိုက်ပါဒါဝိဒ်လိုပင်မိမိဖျားထံမှအားတော်ယူပါဖျားသခင်သည်စိတ်ကြရောက်မှုကိုအနိုင်ယူပြီးတော့လဲမင်းလဲအနိုင်ယူနိုင်တယ်